စားမင်းဒီဒါကြာဆိုင်ဟင်းလေးတောင်ကြာသိရတာတစ်ပွင့်2000ပါဒီစားမင်းချင်းရတစ်ပွင့်1000ပါဒီတစ်ပွင့်1000 4တောင်โอเคအဲ့တော့အုံလုံးဆို1000ဘူး4လုံးနှစ်ထုပ်ကျင်းရင်နဲ့လေကြာစင်ချိုထပ်ထုတ်ချိုမဝါလို့ထပ်ပြီးမှထပ်ဆောင်ပေါ့နော်ဒါထပ်ပြီးထည့်ရပါတော့သမီးမစားတော့ဘဲနဲ့အစက်သိစားမယ်နောက်ထပ်တပွဲနောက်ထပ်တပွဲဟင်းရင်ဒီကငါးဟင်းရင်လေးမကြည့်လိုက်နော်စေတနာပါရှာတယ်ဖဲ့ပြီးရတယ်